ပါဝါဝီယာမရှောင်လွဲတာပြေးမလွတ်တာတော့ငလျင်မေးတဲ့ကြောက်စရာကြောက်စရာကျူတင်ကလည်းမသိပါကာကွယ်လို့လည်းမရတာအရာရာဆုံးရှုံးနေတာကံကြမ္မာရဲ့မတရားလိုက်တာမိနစ်ပိုင်းရဲ့အနေငယ်နဲ့ပျက်စီးခဲ့ရများစွာခန္ဓာနောက်တစ်ချိန်မှာထွန်းလင်းတော့မဲ့သာသနာကျင်ညာချွေလွင့်ရဲ့ရှာအနာဂတ်ရဲ့ကလေးငယ်လေးတွေကိုယူနေပေါ်ဆုနေမွေရမန္တလေးမြို့ရဲ့ကုန်းချက်တရေဆောင်မြို့ရိုးကြီးလည်းပါစကိုင်းတရားဟောင်းလည်းပါရာဇဝင်အဆက်ဆက်ထင်ရှားရဲ့ရွှေဆိုင်ရဖျားလဲထင်းကြီးခရှာကူပါကဲပါလူပါအရေးမဲ့သွားတဲ့မိသားစုနဲ့အသက်မဲ့သွားတဲ့လူသားတို့အတွက်မနှုတ်တာချင်းချင်းရဲ့လိစာနာတနိုင်ကလေးပေါ်လူရန်များစုကွာမနှုတ်တာချင်းချင်းအတူဖေးမစု